တစ်ဖက်ကဖျားကြောင်းတက်တယ်တစ်ဖက်ကကိုရီးယားကောင်းအပျော်သဘောမျိုးကြည့်တယ်မနိုင်ဘူးကျန်းစာလေးတော့ဖတ်ပါတယ်တနေ့ကိုတနားရီလောက်ဖတ်လိုက်တယ်ကျန်တဲ့ချိန်ကျတော့ရုပ်ရှင်နဲ့ social media တွေနဲ့ Facebook တွေနဲ့ရနေတယ်မနိုင်ဘူးဘယ်တော့မှမနိုင်ဘူးအပြင်းပြေဆိုတော့မှလောကဟာတွေကိုအပြင်းပြေထဲ့နေဟာတွေအားလုံးတင်းကို negative တွေပြအကုန်ထဲ့နေတာတင်းကိုဘယ်တော့မှရွှေတိုင်းမဖြစ်စေဘူးကြေးဝါတိုင်းပဲဖြစ်စေလိမ့်မယ်မိစက်လက်နောက်ကာတတ်နိုင်ဖို့ရန်အတွက်ကအချိန်ပိုင်းဖျားကိုကိုးကွယ်လို့မရဘူးမိစက်လက်နက်ကိုကာတတ်နိုင်ဖို့ရန်အတွက်အဲ့ဒီထဲလာမဲ့အပူတွေကိုလုံးဝဒိန်းဆိုပြန်ကန်ထွက်သွားဖို့ရန်အတွက်ကတင် part time Christian လုပ်လို့မရဘူး You cannot be part time Christian has to be full time Christian So many people they don't know the will of God Why? Because they are part time Christian Part time Christian will never know what the will of God is Never အချိန်ပိုင်းခရိယာန်ကဘယ်တော့မှဖျားလိုတော်ပိုင်းခြား၍မသိနိုင်ဘူးဖျားလိုတော်မသိဘူးရှင်းလင်းအောင် If it is God will it's God will If it is God will it's God will God will God will You don't have to worry about it